State ခုံပေါ်မှာဆိုရင်ဘရုအမမကြောက်မယုံဖြောပြရတဲ့ပေါ့ပြင်မာကြီးLady Gagaသူမဟာ Monster Bottle ဆိုပြီးတစ်ကမ္ဘာလုံးကိုရပ်ပေါင်းနေရာကျော်လှည့်ပတ်ခဲ့ပေမဲ့ဒီ Space စင်ရဲ့နောက်ွယ်မှာတော့လူသိနေတဲ့အကြောက်တရားတစ်ခုရှိခဲ့ပါတယ်သူမရဲ့ဖြိုပြေးခီးစဉ်မှာမိုင်းရှာဖွေသမားတွေတက်တော်ဆောင်တွေအများကြီးမငားခဲ့ပါဘူးအဲ့ဒီစားသူမဟာ professional တည်းရှာဖွေသမားတွေတစေမို့ဆိုးတွေကိုငွေကြေးအများအများနဲ့ခေါ်ခဲ့ပြီးတရေဖန်းဆက်တစ်ခုအတွက်ပါဒေါ်လာ9000သုံးခဲ့ပါရဲ့မင်္ဂလာပါတာရိုကဖေးကြိုးဆိုပါတယ်ဒီနေ့မှာတော့ကဘာကျော်ပေါ့ဘရင်မကြီးLady Gagaရဲ့ State စင်နောက်ွယ်ကထူးခြားတဲ့အကြောင်းအရာကိုပြောပြမှာမို့တာရိုကဖေးကို like and subscribe လေးလုပ်ပေးထားပါဦး2010ခုနှစ်ဖေဖော်ဝါရီလမှာအင်္ဂလန်နိုင်ငံမန်ချက်စတာမြို့ကနေစတင်လိုက်တဲ့ဖြော်ဖြေးခီးစဉ်ဟာဂါဂအတွက်တော့တာမန်ဖြော်ဖြေးခီးစဉ်တစ်ခုမဟုတ်တော့ပါဘူး Monster Ball မိစ္ဆာဘောလုံးလိုအမည်ပေးထားတဲ့တိုးမှာပေးသက်တွေက Little Monster လို့ချစ်စနုံးနဲ့အမည်ပေးခဲ့တဲ့ဂါဂရဲ့ဒီကမ္ဘာလက်ဖြော်ဖြေးခီးစဉ်ဟာထူးခြားမှုတစ်ခုစဖြစ်လာပါတယ်သူမရဲ့နောက်မှာ Ryan လို့ခေါ်တဲ့ဝိညာဉ်တစ်ကောင်ဟာတစ်ကမ္ဘာလုံးပတ်ပြီးနောက်ကနေလိုက်ပြီး6လန့်ခဲ့ပါတယ်။ Ryan ဆိုတဲ့ဒီနာမည်ဟာဂါဂါပေးခဲ့တာဖြစ်ပါတယ်။ဒီဝိညာဉ်ဟာသူမသွားလေရာဖြောပြေးပွဲတွေတဲကိုတဲ့ဟော်တယ်တွေအထိတစ်ကမ္ဘာလုံးကိုနောက်ကနေလိုက်ပြီး6လန့်နေခဲ့ပါတယ်။အမျိုးသမီးတယောက်အနေနဲ့ကိုသွားလေရာရေချိုးတာကအစအိတ်ဆက်တဲ့အထိအမျိုးသားဝိညာဉ်တစ်ကောင်ကတဖွားမခွာလိုက်နေမယ်ဆိုရင်သင်ရောဘယ်လိုခံစားရမလဲ။ဒါကြောင့်လေဂါဂါဟာတစ်ဖက်မှာတချင်းဆိုနေပေမဲ့နောက်ွယ်မှာတော့မမြင်ရတဲ့ဒီ Ryan ရဲ့အန်ဒီယေကိုကာကွယ်ဖို့အတွက်ဒေါ်လာ9000မြန်မာငွေ3200ကျော်တန် EMF မီတာလို့ခေါ်တဲ့တရေဖန်းဆက်တစ်ခုကိုဝယ်ခဲ့ပါတယ်ဂါဂါဝယ်တဲ့တရေဖန်းဆက်ဆိုတာစူပါနျူထရယ်ကိုကြည့်ဦးတဲ့ပေးသက်ဆိုရင်တော့ဒင်းနဲ့ဆန်ကင်ထားတဲ့တရေရှာတဲ့ဆက်ကလေးဆိုတာတန်းတည်နိုင်ပါတယ်တေဖန်ဆဝေယုံနဲ့မကျင်နိုင်သေးပဲဂါဂါဟာအင်္ဂလန်နိုင်ငံကနာမည်ကြီး professional တေရှာဖွေအဖွဲ့တစ်ခုဖြစ်တဲ့ဒန်ဝက်ရဲ့အဖွဲ့ကိုအထူးငှားရမ်းခဲ့ပါသေးတယ်ဒီအဖွဲ့ရဲ့တာဝန်ကဂါဂါမြောက်ခင်ဟိုတယ်ခန်းတွေနဲ့ State စင်ရဲ့နောက်ွယ်မှာ Ryan ရှိမရှိကိုအပေချာစစ်ဆေးပေးရတာပဲဖြစ်ပါတယ်ဒီအဖွဲ့ဟာသူမခီးထွက်ခဲ့တဲ့ရက်ပေါင်း200ကျော်လုံးမှာရှေ့ကနေကျူသွားပြီးဟိုတယ်ခန်းတွေနဲ့ State စင်တွေသူမနားနေတဲ့နေရာတွေထိပါ Ryan နဲ့တခြားပေးရတွေရှိမရှိစစ်ဆေးပေးရပါတယ်။အဲ့ဒီအဖွဲ့အတွက်ဝန်ဆောင်ကားနဲ့ခီးစိတ်တွေကိုတွက်ချက်ကြည့်မယ်ဆိုရင်ဒေါ်လာ6သိန်းနီးပါးရှိခဲ့ပါတယ်။ဒါဟာမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း2400ကျော်ခဲ့ပါတယ်။ဂါဂအတွက်တော့အတော်မွေခဲ့တဲ့ Ryan လို့ဆိုရမှာပဲဖြစ်ပါတယ်။ Ryan ကနောက်ကနေလိုက်နေတယ်လို့သူမဘာလို့ဒီလောက်ထိယုံကြည်နေခဲ့ရတာလဲ။တကယ်တော့ဂါဂါဝိညာဉ်လောကနဲ့အဆက်အသွယ်ရှိတယ်လို့ကိုယုံကြည်ထားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။သူမရဲ့စိတ်ထဲမှာနှလုံးသားနှစ်ခုရှိနေတယ်လို့ခံစားရကြောင်းအင်တာဗျူးတစ်ခုမှာဖွင့်ဟခဲ့ဦးပါတယ်။တစ်ခုကသူမရဲ့နှလုံးသားဖြစ်ပြီးနောက်တစ်ခုကတော့သူမမမွေးခင်ကလေးကဆုံးပါသွားခဲ့တဲ့သူမရဲ့အတော်ဂျိုအန်ရဲ့ဝိညာဉ်ဖြစ်တယ်လို့ဆိုပါတယ်။သူမရဲ့အနုပညာပါရမီတွေအောင်မြင်မှုတွေဟာဒီကွယ်လွန်ပြီးသားအတော်စီကနေကူးပြောင်းလာခဲ့တာလို့သူမကယုံကြည်ထားခဲ့ပါတယ်။ဒါကြောင့်သူမအတွက်ဝိညာဉ်လောကဆိုတာကြောက်စရာတက်တက်မဟုတ်ဘဲသူမရဲ့ဘဝနဲ့ကသားရဲဖြစ်နေတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဘီမာကြီးဂါဂါအတွက်တော့ဒေါ်လာ9000တန်တရေဖန်းဆက်နဲ့တရေဖန်းအဖွဲ့ဆိုတာတွေဟာစိတ်ကူးယဉ်မှုတစ်ခုဆိုတာမဟုတ်ခဲ့ပါဘူး။ဒါဟာသူမရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့သူမရဲ့ဝိညာဉ်ရေးရာခံယူချက်တွေအတွက်ပေးဆက်ခဲ့ရတဲ့တန်ဖိုးတစ်ခုဖြစ်ခဲ့ပါတယ်။သင်ရောနောက်မှမမြင်နိုင်တဲ့တယောက်ရှိနေပြီလို့မခံစားရဘူးလား။အဆုံးထိကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။ထူးခြားတဲ့အကြောင်းအရာတစ်ခုနဲ့နောက်ဗီဒီယိုတစ်ခုမှထပ်တွေ့ကြအောင်။